ငါလိုတခိုးကိုဖမ်းမယ်ဆိုရင်တဒိုးမင်းပြားကိုယ်တိုင်ဖမ်းမတာရလိမ့်မယ်ဟင်မြန်မာနိုင်ငံရဲ့အသက်ငယ်ဆုံးမြို့တကူတီထောင်သူနတ်တက်တူဝေမဲ့သူ့ရဲ့တိစုံကနေချိန်မှတော့မိဖုရားကိုတက်ခိုင်းရတဲ့အထိအတ္တကြီးမာပြီးပြတ်သားလွန်ခဲ့တယ်သူကတော့တစားစီပြူကွင်းနေတဲ့မြန်မာနိုင်ငံတော်ကိုအင်းဝမြို့ကနေပြန်လဲစူးစီးစီခဲ့တဲ့အင်းဝမြို့ရဲ့ဖောင်တာတဒိုးမင်းပြားပဲဖြစ်ပါတယ်တက္ကရာ926ခုနှစ်မှာပင်းရမြို့စကိုင်းမြို့တို့ကိုရှမ်းကြီးကဲစော်ဝါတိုးချီဝါကတိုက်ခိုက်ခဲ့တာကြောင့်မြန်မာနိုင်ငံအလဲပိုင်းဟာမငြိမ်မသက်ဖြစ်နေကြရတာပါအဲ့လိုဖြစ်နေတဲ့မြန်မာနိုင်ငံအလဲပိုင်းကိုပြန်လဲတွင်တွန်းစီယုံစေခဲ့ပြီးအင်းဝမြို့ကိုတီထောင်ခဲ့ပါတယ်တဒိုးမင်းပြားဟာတကောင်းမင်းဆက်စကိုင်းမြို့တီအတင်ခရာဆိုးရင်ရဲ့မြေတော်ဖြစ်ပါတယ်ပင်းရမြို့တစည်းရှင်တီဟသူရဲ့အဆက်အနွယ်ပါသူဟာမြန်မာရှမ်းဖြစ်ပြီးငယ်အမီကတော့ရာဟုလာလို့ခေါ်တယ်ပါတယ်နောက်မှာတော့တဒိုးမျိုးဆက်ကနေဆင့်တက်လာတာကြောင့်တဒိုးမင်းပြရဲ့လို့အမိခေါ်တွန်ခဲ့တာပါစကိုင်းမှာနေစဉ်မှာဘာထွေးတော်ဇတ်တူမင်းပြောက်ဘရင်ကစကိုင်းကိုတင်းဖောက်ဖို့ချီတက်လာတဲ့တူချီဘွားတပ်တွေကိုတကောင်းကနေခုခံတိုက်ခိုက်ဖို့တဒိုးမင်းပြကိုစေလွှတ်ခဲ့ပါတယ်အင်အားမမျှတာကြောင့်ရှုံးနေပြီးဆုတ်ခွာလာရတာကိုဘာထွေးတော်မင်းပြောက်ကအမျက်တော်တာထောက်တော်ပြီးကြက်ခက်ရာကိုတန်ချီချင်းနဲ့နင်းနေပေးခဲ့ပါတယ်နောက်တူချီဘွားတပ်တွေစကိုင်းကိုတိုက်ခိုက်တာကြောင့်မင်းပြောက်လည်းကြက်ခက်ရာကိုတင်းချောင်လာချိန်မှာအညှိုးတေးထားခဲ့တာကြောင့်သူဟာဘရင်မင်းပြောက်ကိုလှုပ်ကြံခဲ့ပါတယ်။အဲဒီနောက်စကိုင်းကိုတွားပြီးတဒိုးမင်းပြောက်ပွဲနဲ့မင်းပြုတ်ခဲ့တာပါ။သူမင်းပြုတ်ချိန်မှာအသက်က19နှစ်တာရှိပါသေးတယ်။နန်းတက်ပြီးတလအကြာမှာပင်းရမနာရတူမရှိတော့တာကြောင့်နန်းတက်လာတဲ့ဥဇနာပြောင်ကိုလည်းတိုက်ခိုက်နှိမ်ချပြီးနှစ်ပြည်တော်မင်းပြုတ်လုပ်ခဲ့တာပါ။ဥဇနာပြောင်ရဲ့မိဖုရားစောအုံမာကိုလည်းမိဖုရားမြောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့တက္ကရာ926ခုနှစ်တပေါင်းလာမှာရတနာပူရအင်းဝမြို့တမုတ်လျက်မြို့တစ်ကိုစတင်တည်ပါတယ်။သူ့ရဲ့အဖိုးဖြစ်သူအတင်ခရာစောယွန်းစကိုင်းမြို့တီစင်ကလည်းအသက်20ရှိသေးတာပါအခုသူကတော့19နှစ်နဲ့မြို့တစ်ကိုတီးခဲ့တာကြောင့်အဖိုးတဲ့လက်ဆောင်တက်တယ်လို့ဆိုရမလို့ပြောရမှာပါဒူရူမြေဖို့ကလည်းတမိုင်းတစ်ချောင်းအတက်ငယ်ဆုံးမြို့တစ်တီမင်းများအဖြစ်အခုထိအထင်ရှားခဲ့တာပါဒူရူမင်းများနန်းတက်တဲ့အချိန်စိစတိကျမှုမရှိတဲ့နေရာတွေကိုတွေ့ရှိခဲ့ရကတရင်မဆက်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီစကားကိုပြောဟိတ်တူကြတော့နန်းတက်3နှစ်တာကြာမယ်လို့နန်းပိတ်ဖတ်ခဲ့ကြတာဒူရူမင်းများနန်းတက်ပြီးအင်းဝမှာရှိတဲ့အရေးကြီးရှင်များကိုလည်းပြပြတတာရှင်းလင်းခဲ့ပါသေးတယ်ဒူရူမင်းများအကြောင်းပြောရရင်နောက်ထပ်မပါမဖြစ်သူကတော့တခုကြီးငတ်တပါရပဲဖြစ်ပါတယ်တခုငတ်တပြဟာအင်းဝမျိုးဝင်ပြီးမိမှုတန်းတွေတထင်းကြီးရဲ့အိမ်ဒီကိုဝင်ရောက်ခုယူလေးရှိပြီးစင်ရသားတွေကိုပြန်လဲမျှဝေလေးရှိတယ်လို့ဆိုကြပါဘယ်လိုပဲဆိုသူများပစ္စည်းကိုခိုးခဲ့တာကပြစ်မှုကတော့မြောက်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မိမှုတန်းတများကဖမ်းဆီးကြပြီမဲ့မရဖြစ်နေကြတာပါငတ်တပြကိုယ်တိုင်ကလည်းငါလိုတခိုးကိုဖမ်းမယ်ဆိုရင်တဒိုးမင်းပြားကိုယ်တိုင်ဖမ်းမတာရလိမ့်မယ်ဟင်တရားမှာတော့တဒိုးမင်းပြားဟာတခုဟန်ဆောင်ပြီးအင်းဝမြစ်စိမ်မှာစောင့်နေခဲ့ပါတယ်တခုငတ်တပြရောက်လာတော့လီဘော်ကနေဟိတ်ဘသူလဲမိတော့တဒိုးမင်းပြားကငါညလူဟိတ်ပြန်ဖြေခဲ့ပါတယ်ငတ်တပြကုန်းမော်ရောက်လာတော့တဒိုးမင်းပြားကဆရာကြီးနဲ့အတူလိုက်ပါလာလို့စောင့်နေတာဖြစ်တယ်လို့ဆိုခဲ့ပါတယ်ငတ်တပြကလည်းကောင်းပြီတယောက်အကျိုးတယောက်မဖြတ်ကြည့်လို့တစ္ဆာဆိုခဲ့ကမူးမတူရင်လေအင်ကိုပစ္စည်းများကိုတော့ရောက်ခုယူကြပါတယ်ပစ္စည်းများခုယူပြီးမိသွေးတိုက်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီခါမှာငတ်တပြကလည်းအရက်တောက်လိုတာကြောင့်တဒိုးမင်းပြားကိုအရက်ရှာခိုင်းခဲ့ပါတယ်တဒိုးမင်းပြားကအရက်မူးအောင်တိုက်ပြီးလဲသွားတဲ့အခါကျမှတန်ရှည်ချင်းခတ်ပြီးမိသွေးတိုက်ထဲမှာတော့ကတ်ထားခဲ့နန်းနဲ့ညီလာခံတဒိုးမင်းပြားတက်တဲ့အချိန်မှာတော့သူ့ရဲ့ခွေးရပါပစ္စည်းတွေကိုဝစ်ဆင်ပြီးတော့ညီလာခံကိုဝင်ခဲ့ပါတယ်မူးမတို့ကသူတို့ရဲ့ပစ္စည်းမှတည်ပြီးမဲ့မပြောရဲပဲဖြစ်နေချိန်မှာနင်တို့တခိုးငတ်တဲ့ပြားကိုမိအောင်မဖမ်းနိုင်ညကငါဖမ်းမိခဲ့ပြီးမိထွေးတိုင်းမှာတွားယူချီလို့မင်းခဲ့ပါတယ်ရှိတော်တို့ငပြငတ်တဲ့ပြားရောက်လာခဲ့ပါတယ်ကဲငတ်တဲ့ပြားဒင်းကိုငါဖမ်းမိပြီးဓာလန်တုတ်တန်ချင်းကြိုက်ရရွေးပြီးတော့အခုဘာတက်နိုင်သူလဲဒင်းကိုငါဖမ်းမိပြီးငတ်တဲ့ပြားကအရှင်မင်းကြီးကျွန်ုပ်ကိုမိပြီးတက်လို့ကတက်တော်မူပါကျွန်ုပ်အလိုရှိတာကိုရှောက်တင်ရမယ်ဆိုရင်မိဖုရားစောအုံမှာကိုယူချင်ပါတယ်အဲ့လိုရှောက်တင်ခဲ့ပါတရုံမင်းပြားကစိတ်မဆိုးပဲငတ်တဲ့ပြားရဲ့တက်တီကိုတဘောကျသွားပြီးညကပြီးခဲ့တဲ့ဂတိကဝေကြမတက်ဖဲအမှုထမ်းခဲ့ခိုင်းပါသူဟာအဲ့လိုမျိုးကိုယ်တိုင်ကိုကြအလုတ်လောက်ကင်လေးရှိတယ်လို့တိုက်ပွဲကိုလည်းသူကိုယ်တိုင်ဦးစီးပြီးရှေ့ဆုံးကနေတိုက်လေရှိပါတက်ကရခေးနှစ်1966ခုနှစ်မှာတောင်တွင်းစားဒီဟပတိပုံကဏ္ဍကြောင့်တွားရောက်နေနေရတောင်တွင်းစားရဲ့လေဒီတော်တွေကြောင့်အနာမကနိုင်ဖြစ်နေခဲ့ပါတယ်ညအချိန်ကျမှတခုငတ်တဲ့ပြားကိုစေလွှတ်ပြီးလေးဒီတော်တွေကိုလောက်ကြံခိုင်းပါတယ်အဲ့ဒီခါမှဒါအောင်နိုင်ပြီးတောင်တွင်းကိုပြန်လဲတင်သွင်းနိုင်ခဲ့ပါတယ်နောက်တစ်ခါစကူစားတင်ခတူကပုံကဏ္ဍကြောင့်လူကိုယ်တိုင်တွားရောက်နေနေရပြန်ပါတယ်ဒီတစ်ခါမှာတော့စကူကိုနှင်းပြီးလမ်းမှာပဲကြောက်ရော့ကနဲ့နဲ့ရဆန်တွားခဲ့ရပါတယ်ဒရုမင်းစောဟာလက်ရုံးကြီးနှလုံးကြီးပြေဝသူဖြစ်ပါတယ်သူနဲ့ရဆန်ချင်းအတက်က22နှစ်တာရှိသေးတာပါ
န်းစံတက်ကလည်းနင်းနဲ့နားရဆန်ခဲ့ရသူဖြစ်ပါတယ်အတက်ငယ်တယ်လို့တိုင်းပြည်စီယုံရေးမှာအလွန်ထက်မြက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်တူတာနတ်တဲ့ရှိရှိနဲ့ဆက်လက်အုပ်ချုပ်နိုင်မယ်ဆိုလို့ရှိရင်မြမရဲ့တမိုင်းတောင်တစ်ခေတ်ပြောင်းသွားနိုင်တယ်လို့ဆိုရမယ်လို့ပါညောင်မျိုးရဲ့ဖောင်တာတတူမင်းပြအကြောင်းပဲဖြစ်ပါတယ်အဆုံးဒီနာတောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်